ကဘာပြက်ကမုံတိုင်းကြီးကြားရောက်လာတဲ့အချိန်မှာစိတ်တဆဆန်ပြီးရက်ဆက်တဲ့မိဘတွေကကျွန်တော်ကိုအဖြစ်တွေနောင်တရစီခြင်းလို့ဆိုပြီးရေအောက်ခန်းထဲမှာတုတ်ပိတ်ထားခဲ့ကြတယ်။အဲ့ဒီနောက်နှစ်လတိတိစက်တက်ရွာသွန်းတဲ့မုံတိုင်းကြီးကြောင့်တစ်မျိုးလုံးရေအောက်ရောက်သွားခဲ့ရတယ်။ကျွန်တော်လည်းအဲ့ဒီမြေအောက်ခန်းထဲမှာပိတ်မိပြီးအရှင်လက်လက်ရေနစ်တည်ဆုံးခဲ့ရပေမဲ့ကျွန်တော်မိဘတွေကတော့ညီလေးနဲ့အိမ်မွေးခွေးကိုခေါ်ပြီးအိမ်ဟောင်းစီထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်။ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာတော့တကူလုံးအထုပ်ပိုးတွေပတ်ပတ်လဲနဲ့ဘီလာအင်ကြီးရဲ့တကားဝမှာမတ်တက်ရက်နေတာကိုတွေးလိုက်ရတဲ့ကံကောင်းလိုက်တာ။တကယ်ပဲကောင်းကင်ဘုံကမျက်စိရှိလို့ကျွန်တော်ကဘာပြက်ကမကြရောက်ခင်အချိန်စီကိုပြန်ရောက်လာခဲ့ပြီးအပိုင်းနှစ်ကဘာပြက်ကမုံတိုင်းကြီးကြားရောက်လာခဲ့ပြီးဒါပေမဲ့ကျွန်တော်ကတော့အိယာကနုံတို့ချင်းဖုန်းကိုပြင်းပြင်းတွင်းနဲ့ပဲကိုင်းလိုက်တယ်ဖုန်းကိုင်းလိုက်တာနဲ့မိမိရဲ့ office ဆူတန်ကချက်ချင်းထွက်ပေါ်လာတော့တာပဲချန်ဖုန်းမင်းတယောက်ဘယ်တွေသွားတည်နေတာလဲငါမင်းကိုအိယာကွန်းသွားဝယ်ခိုင်းထားတာကိုမဝယ်ခဲ့ဘူးနော်မင်းလိုအသုံးမကျတဲ့အမိုက်ကောင်မင်းကြီးလေးမှာအပူလုံပြီးပြကြတော့မယ်အိယာကွန်းကဘယ်မှာလဲအခုတော့မိုးတွေတဲကြီးမဲကြီးရွာနေပြီးဘသူကလာပို့ပေးတော့မှာလဲမိမိကတော့အတော်လေးကိုဒေါသထွက်နေတာထင်ရှားပါတယ်ဘာလို့လဲဆိုတော့အတိတ်ဘဝတုန်းကဆိုရင်သူမခိုင်းတာကိုကျွန်တော်ကလုံးဝလစ်လူရှုပြီးအဲရကုန်းမဝယ်ပဲနေခဲ့ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်တဲ့ကိစ္စမျိုးလေးကျွန်တော်အပြင်ဘက်ကတဖြည်းဖြည်းပိုတဲလာတဲ့မိုးခွဲခွဲတွေကိုလှမ်းကြည့်ရင်ဟာဘာလဲတာလဲမင်းယူသွားပြီလားငါမင်းကိုမေးနေတယ်အဲရကုန်းဘယ်မှာလဲဟွန်းသူမပူပြီးဒေါသထွက်လေကျွန်တော်ကတခုမှပြန်မပြောချင်လေပဲချန်ဖုန်းမင်းသိချင်နေတာလားနားမကြဘူးလားဒီတခါတော့ဖေဖေကဖုန်းကိုလူယူပြီးဒေါသတကြီးနဲ့ချင်းချောက်ဟဲ့လိုက်တာပါအရင်တုန်းကဆိုရင်သူ့တန်ကိုဖုန်းထဲကကြားရုံနဲ့တင်ကျွန်တော်ခြေပြားလက်ပြားတွေအေးဆက်ပြီးတုံလုံးနေခဲ့ရတာဒါပေမဲ့အခုတော့ကြောက်ရွံ့တုံလုံးနေရမယ့်နေ့ရက်တွေလုံးဝပြီးဆုံးသွားခဲ့ပြီစိတ်အေးထားပါဗျာကျွန်တော်ရဲ့အချစ်တော်ညီလေးတာအပူတန်းကြောင့်ကျက်သွားပြီဆိုရင်ဖေဖေတို့အဲရကွန်းတောင်လို့တော့မှမဟုတ်ပါဘူးကျွန်တော်သူတို့ကိုအချို့သားဆုံးလေတံလေးနဲ့အကြံပြုလိုက်တဲ့ဖုန်းတစ်ဖက်ကနေလုံးဝတိတ်ဆိတ်သွားခဲ့တယ်ဖေဖေကတော့လုံးဝအံ့ဩမြင်တက်သွားတာထင်ရှားပါတယ်အဲ့ဒီနောက်မှာတော့သူကလဲချောင်းခွဲမတက်အော်ဟစ်တော့တာပဲချန်ဖုန်းမင်းအခုဘာပြောလိုက်တာလဲကျွန်တော်ချက်ချင်းပဲဖုန်းချပစ်လိုက်ပြီးရေမိုးချိုးဖို့ထားလိုက်တော့တယ်ဒီတစ်ချိန်မှာတော့မင်းတို့အားလုံးငါရှိမှတူးထောက်ပြီးအသေးအတန်တောင်းပန်လာကြတာကိုငါထိုင်ကြည့်နေမှာကျွန်တော်အပူပေးစနစ်နဲ့တနာရီနီးပါးကြာအောင်စိတ်ရှိရှိရေချိုးလိုက်တယ်တကယ်ကိုတက်တောင့်တက်တာရှိလာပါတယ်အတိတ်ဘဝတုန်းကဆိုရင်ကျွန်တော်ရေချိုးတာ10မိနစ်ထက်10စက္ကန့်လေးပိုသွားရင်တော့မိဘတွေကရေဖြုံးနေဆိုပြီးအော်ဟစ်ဆဲဆိုကြတာရေနွေးသုံးခွင့်တော့မပေးခဲ့ကြဘူးရေချိုးခန်းထဲကထွက်လာတဲ့အခါတကယ်ကိုလန်းဆန်းသွားခဲ့ပြီးအပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ကဘာကြီးတစ်ခုလုံးမုန်တိုင်းအောက်မှာရေမြုပ်တော့မဲ့အတိုင်းပဲကျွန်တော်အလိုလျောက်အပူပေးစနစ်ပါတဲ့ထမင်းဘူးကိုဖွင့်လိုက်ပြီးအရသာရှိတဲ့ကြက်တောင်မဲရဲ့96ရဲနဲ့တွဲဖက်ပြီးစားတောက်နေလိုက်တဲ့အားရပါရစားတောက်နေတော့မှပဲကျွန်တော်ဖုန်းကတုံခါလာပြန်တယ်မိသားစု group ဖြတ်ထဲကပါကျွန်တော်ရဲ့အဖိုးတန်ညီလေးက message ပို့ထားတာမိုးရွာသားကြီးကကြောက်စရာကြီးမိမိဖေဖေတားကြောက်လို့တားခန်းထဲကိုလာခဲ့ပေးကြပါဦးတားလိမ္မာလေးကိုလာဖို့ပြုပေးကြပါဦးနော်မကြောက်ပါနဲ့အသေးလေးရဲ့မိမိတို့အခုပဲလာခဲ့မယ်နော်မိမိနဲ့ဖေဖေကတော့သူ့လိုကြပါပဲသူ့ကိုကလေးချော့တယ်လို့ချော့ဖို့အပြေးလွှားသွားကြတာပေါ့မိနစ်အနည်းငယ်ကြာတော့ညီဖြစ်သူကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဖိုးတစ်ခုတင်လိုက်တဲ့အခန်းထဲမှာခွေးလေးရဲ့မိဘနှစ်ပါးရဲ့နဲ့အတူ၃ယောက်သားဖက်လဲတကင်းရိုက်ထားတဲ့ selfie ပုံလေးပါဗီလာအိမ်တစ်ကိုပြောင်းလာခါမှာပဲမိုးကတဲကြီးမဲကြီးရွာတော့တာပဲကန်ဆိုးလိုက်တာဒါပေမဲ့မိမိနဲ့ဖေဖေကတားနာမှရှိနေပြီလို့အရန်ပြောဖို့ကောင်းတယ်ဒါတင်နဲ့အားမရသေးပဲသူကမိသားစု group chat ထဲမှာကျွန်တော်ကိုထိုက်တွဲပြီးရွေချက်ရှိရှိလှောင်ပြောင်းလိုက်သေးတယ်ဟေးအကိုကြီးအကိုဘယ်မှာလဲကြောက်နေပြီလားကြားရတဲ့လောက်တော့ကျွန်တော်ကိုအပူဒဏ်နဲ့တေးစေခြင်းလို့အဲရကိုမဝယ်ပေးတာဆိုအကိုကကျွန်တော်ကိုအဲ့ဒီလောက်တောင်မုန်းနေတာလားသူ့ရဲ့ညီးညူတန်တွေကိုကျွန်တော်ဂရုကိမစိုက်ပါဘူးပါဒီချက်တောင်မှန်ကတကယ်ကိုအရသာရှိလာတာကျွန်တော်လုံးဝလစ်လူရှုထားတာကိုမြင်တော့ကျွန်တော်ရဲ့ချစ်လာစွာသောညီလေးကထပ်ပြီးဆွတ်ပေးလာပြန်တယ်အကိုကြီးကျွန်တော်မှာတော့ဘေးကင်းအောင်မိမိနဲ့ဖေဖေကစောက်ရှောက်ပေးနေတယ်ကျွန်တော်တုံးလုံးနေခဲ့တာအကိုကတော့ဟောင်းနှံဆုပ်ပြတ်နေတဲ့အိမ်ဟောင်းထဲမှာတယောက်တည်းဆိုတော့အရန်ကြောက်နေရောမယ်ထင်တယ်ဟာကျွန်တော်မျက်ရည်ရှက်ရည်စားတော့လို့ပြီးသွားတဲ့အချိန်မှာတော့အမိုက်တွေကိုတိတိကျကျထုတ်ပိုးလိုက်တယ်ပြီးတော့အမိုက်ထုတ်ကိုညီဖြစ်သူရဲ့အခန်းဟောင်းထဲကိုတမ်းမှတ်နေအောင်လွှတ်ပစ်လိုက်တာပေါ့အမိုက်တွေဘယ်နေရာကိုရောက်သွားလဲဆိုတာရှင်းရှင်းလင်းလင်းသိတာသွားအောင်ဓာတ်ပုံပါရိုက်ပြီးမိသားစုကိုဖြတ်ထဲကိုပို့ပေးလိုက်သေးတယ်ထင်ထားတဲ့အတိုင်းပဲညီဖြစ်သူကချက်ချင်းကိုယူမတက်ဖြစ်သွားတော့တာပဲမင်းဘာတွေလုပ်နေတာလဲငါအခန်းထဲကိုဘာလို့အမိုက်တွေလာပြရတာလဲအပြင်မှာမိုးတွေအသေးတန်ရွာနေတော့ငါအပြင်ထွက်ပြီးအမိုက်မပြစ်နိုင်ဘူးလေအိတ်တစ်ခုလုံးအမိုက်နဲ့မနှံအောင်လို့မင်းခန်းကိုပဲယာယီမိုက်ပုံဖြစ်သုံးလိုက်တာပါညီဖြစ်သူကကျွန်တော်စီဗီဒီယိုကောချက်ချင်းခေါ်လာပြီးမဲ့ကျွန်တော်ဖုန်းမကင်ပဲပယ်ချလိုက်တယ်ခဏကြာတော့ဖေဖေစီကဒေါသတကြီးအော်ဟစ်ထားတဲ့ voice message ရောက်လာတယ်ချန်ဖုန်းမင်းသိချင်နေတာလားမင်းကြီးရဲ့အခန်းထဲကိုအမိုက်ပြည့်ရတဲ့ပေါ့မင်းလိုအယူကောင်အခုချက်ချင်းသူ့အခန်းကိုတန်ရှင်းရေးပြန်လုပ်ပေးစမ်းအခုချက်ချင်းလုံးမလုပ်ရင်မင်းကိုငါအယိုးကျိုးအောင်ရိုက်ပစ်မယ်လို့ကြိမ်ဆိုရဲတယ်ဟီဟီကျွန်တော်ကတော့ပြုံးပြနေတဲ့ emoji smiley face emoji လေးတစ်ခုပဲပြန်ပို့လိုက်တယ်ပြီးမှဖုန်းကိုပိတ်ပြီးဘေးနားပစ်ထားလိုက်တော့တယ်အဲ့ဒီညကအပြင်ဘက်မှာမိုးကြိုးမုန်တိုင်းတွေထစ်ချုံနေပေမဲ့ကျွန်တော်ဘဝမှာတစ်ခါမှမအိပ်ဘူးတဲ့အတိုင်းအေးလူလူနဲ့နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့တယ်ကျွန်တော်နိုးလာတဲ့အချိန်မှာတော့အပြင်ဘက်ကောင်းကင်ကြီးကပေါင်မိုက်ပြီးအုံမိုင်းနေတော့ပဲမိုးကလည်းလုံးဝတိတ်မဲ့လက္ခဏာမရှိသေးဘူးဖုန်းကိုပြန်ဖွင့်လိုက်တာနဲ့မနက်အစောပိုင်း2:43မိနစ်တုန်းကမေမေနဲ့ဖေဖေစီကနေလာထားတဲ့ miss call ပေါင်းများစွာကိုတွေ့လိုက်ရတဲ့အတိတ်ဘဝတုန်းကလိုပဲသူတို့တွေညတကောင်ရံမှာအခြေအနေမဟန်တော့တာကိုတီးသွားကြပြီးအိမ်ဟောင်းစီကိုညာရင်းချင်းအပြေးလွှားပြန်လာကြတာရှင်းနေတာပဲသူတို့ဖုန်းတွေအတင်းဆက်နေတာကကျွန်တော်ကိုတကားလာခွင့်ခိုင်းဖို့အတွက်ပဲဖြစ်ရမယ်ကျွန်တော်တစ်ချက်နှာခေါင်းရှုံပြီးပြုံးလိုက်ရင်အိမ်ရှိတကားစီကိုတဖြည်းဖြည်းရှောက်သွားလိုက်တယ်တကားဝါကနေတဆင်သူတို့စကားပြောနေတယ်တွေကိုကြားနေရတယ်ချန်ဖုန်းအိမ်မှာရှိမှမဟုတ်ဘူးသူငါတို့ဒေါသထွက်မှာကိုတီးလို့ကြောက်ပြီးညာရင်းချင်းထွက်ပြေးပုန်းရှောင်သွားတာနေမှာပါ
အဲ့ဒီနောက်ညီဖြစ်သူကလည်းအတန်ပါပါနွမ်းလန့်လျနဲ့ပြောလာတယ်ကျွန်တော်တို့ဘာလုပ်ကြမလဲကျွန်တော်အရန်ပင်ပန်းပြီးဗိုက်စာနေပြီးဒီတကားကိုဖွင့်မရမယ်ကျွန်တော်တို့တွေကဘယ်သူမှတော့ပါမလာကြဘူးအပြင်မှာဒီလောက်မုံလိုက်တိုက်နေတာဘယ်တော့ပြင်တမမှရှာရမှာမဟုတ်ဘူးစိတ်မပူပါနဲ့တားလေးရဲ့ဖေဖေရှိတယ်မလားညီဖြစ်သူကငိုယိုရင်းကျွန်တော်နာမည်ကိုချိန်ဆနေပြန်တယ်ဒါတွေအားလုံးကအတုံးမကျတဲ့အကောင်ချန်ဖုံးကြောင့်ပဲသူဘာလို့တော့ကိုဘီလာမှချန်မထားခဲ့တာလဲကျွန်တော်ချိန်ဆရဲတယ်သူ့ကိုတွေ့ရင်လက်မောင်းတွေကိုရိုက်ချိုးပစ်မယ်ချန်ဖုံးရဲ့လက်မောင်းတွေကိုတကယ်ပဲရိုက်ချိုးပစ်မှာအဲ့ဒီချိန်မှာပဲတဲကြီးမဲကြီးရွာနေတဲ့မိုးကရုတ်တရက်ဆဲသွားပြီးကောင်းကင်ကြီးကနည်းနည်းလင်းပွင့်လာခဲ့တယ်ဖေဖေကဝမ်းသာအားရဖြစ်သွားပြီးမိုးဆဲပြီးသွားကြမယ်ဘီလာကိုပြန်ကြရအောင်တွေ့လားငါပြောသားပဲဒီလိုမိုးမျိုးကဘယ်လိုလုပ်နှစ်လတိတိဆက်ရွာနိုင်မှာလဲသူကအခုထိငါလက်မောင်းကိုရိုက်ချိုးဖို့အထိစဉ်းစားနေတော့မလားဟွန်းမင်းတို့လိုလူမိုက်တွေမသိတာကမင်းတို့တွေဟာအသက်ရှင်တန်နိုင်မဲ့တခုလေးသောအခွင့်အရေးကိုကိုယ့်လက်နဲ့ကိုလွှတ်ပစ်လိုက်ပြီဆိုတာပဲအကယ်၍မင်းတို့သာဒီတိုက်ခန်းတွဲမှာပဲနေခဲ့မယ်ဆိုရင်ရေလွှမ်းမှုတန်ကနေလုံးဝလွတ်မြောက်နိုင်မှာဖြစ်ပြီးဒီတိုက်မှာလူတွေအများကြီးရှိတာမို့ရိတ်ခါကိုလည်းတနည်းနည်းနဲ့ရှာဖွေနိုင်ဦးမှာဒါပေမဲ့မင်းတို့ကတော့အဲ့ဒီအဖိုးတန်ပီလာအင်ဂျီစီကိုပဲစွတ်အတင်းပြန်သွားချင်ကြတာကိုထင်ထားတဲ့အတိုင်းပဲသူတို့အိမ်ပြန်ရောက်တာနဲ့မိုးကတဲကြီးမဲကြီးပြန်ရွာတော့တာပဲဒီတန်တရအစိုးရကလည်းအရေးပေါ်တတိပေးချက်ချက်ချင်းထုတ်ပြန်လာခဲ့တယ်ဂျန်ဂျန်မြစ်ဂျန်ဂျန်ဝိုင်ဘာရဲ့ရေမျက်နှာပြင်ကစိုးရိမ်ရေမှတ်အထိမြင့်တက်လာပြီးကမ်းပါပြူလူနေပါဖြစ်နေပြီးတဲ့အဲ့ဒီမြစ်ကကျွန်တော်တို့ရက်ကွက်နဲ့1ကီလိုမီတာပဲဝေးတာလေဒါအပြင်အင်ယာစီမံခန့်ခွဲရေးအဖွဲ့ကလည်းအရေးပေါ်တတိပေးချက်ထုတ်ပြန်လာပြန်တဲ့မြေအောက်ကားပါကင်ကလျှက်စစ်လိုင်းတွေကပတ်ဖြစ်ပြီးမိပြတ်တောက်သွားတာဖြစ်ကြောင်းအချို့နေရာတွေမှာလျှက်စစ်စီးကူးမှုဒလိုက်မှုတွေရှိနေနိုင်တာမို့ရေကြီးနေတဲ့ရေထဲကိုလုံးဝမစင်းကြဘူးတတိပေးထားပါတယ်ဟာရေထဲမှာလျှက်စစ်တအားတွေရှိနေတာကိုဘသူကအပြင်ထွက်ရဲတော့မှလဲသိချတာပေါ့ဖေဖေကမိသားစု group chat ထဲကို voice message ပို့လာတယ်မိမတားကိုခေါ်ပြီးတတိယထပ်ကိုအရင်တက်နေလိုက်ပထမထပ်ကိုမစင်းတဲ့ရေကိုလည်းသွားမထိနဲ့ဘယ်နေရာမှာလျှက်စစ်ကြိုးပြတ်ကျနေမှမသိဘူးဟုစိတ်ကက်စရာကောင်းလိုက်တာဒီမိုးကဘယ်တော့မှတိတ်မှလဲအခုတော့တားအတွက်ခောက်ဆွဲ6တောင်ပြုတ်ပေးလို့မရတော့ဘူးအဲ့ဒီနောက်မှာတော့အဲ့ဒီအဖိုးတန်မိသားစု3ယောက်ကကျွန်တော်ကိုစားသားတွေနဲ့ထပ်ပြီးဝိုင်းဝန်းတိုက်ခိုက်ကြပြန်တယ်ကျွန်တော်ကတော့တခုံးမှပြန်မပြောပဲညစာကိုပဲအေးလူလူချက်ပြုတ်စားတောက်နေလိုက်တယ်ဝါဝလင်းလင်းစားတောက်ပြီးတဲ့နောက်လာတာဆောင်ကနေအပြင်ကိုလှမ်းကြည့်ရင်ပန်းတီတစ်လုံးကိုကိုက်ဝါနေလိုက်တာပေါ့အခုချိန်မှာတော့မုံတိုင်းကလုံးဝထိမ့်မနိုင်တိတ်မရဖြစ်သွားခဲ့ပြီးကျွန်တော်တို့အိမ်ယာဝင်းတွေကလမ်းတွေအားလုံးလုံးဝရေမြုပ်သွားခဲ့ပြီးတန်းချန်တွေကတစ်ကူလာအုပ်ရုပ်တုရဲ့ဒုစစ်အထိရေတွေရောက်နေပြီဆိုတော့ရေကအနည်းဆုံးခွဲမိတာလောက်နဲ့နေပြီပေါ့ငါရက်မြောက်နေ့မှာတော့တစ်ကလာအုပ်ရဲ့ခြေထောက်တွေလုံးဝမြုပ်သွားခဲ့တယ်ခုနှစ်ရက်မြောက်နေ့မှာတော့တစ်ကလာအုပ်ရဲ့ဥချိုတွေပါရေအောက်ရောက်သွားခဲ့ပြီးအဲ့ဒီနေ့မှာပဲကြံကြမ်းမြစ်ဘက်ကနေအရှိန်အဟုန်ပြင်းတဲ့လက်တစ်ပြက်ရေကြီးမှုကြီးရောက်ရှိလာတော့တာပဲတရက်ကွက်လုံးထိတ်လန့်တုန်လှုပ်သွားကြပြီးကြံကြမ်းမြစ်ကမ်းပါကျိုးပြီးထင်တယ်မြန်ကုန်းမြင့်တဲ့နေရာကိုပြေးကြလို့အော်ဟစ်နေကြတယ်နေရာတိုင်းမှာရေတွေကြီးပဲအရာအလုံးကလုံးဝပယံပရာဖြစ်သွားခဲ့ပြီကျွန်တော်အိမ်ရှိလုံခြုံရေးတကားကိုတိတိကျကျပိတ်ဆို့ထားကြောင်းထပ်မံစစ်ဆေးလိုက်ပြီးမှဆိုဖာပေါ်မှာစိတ်အေးလက်အေးပြန်လဲနေလိုက်တယ်ကျွန်တော်ဖုန်းကတော့လိုင်းမိနေတော့မဲ့မိသားစု group chat ထဲမှာရက်တော်ကြာတိတ်ဆိတ်နေပြီးမှနောက်ဆုံးတော့ message တစ်ခုတက်လာခဲ့တယ်ငါ power bank တစ်ခုရှာတွေ့လို့ဖုန်းအားသွင်းလိုက်နိုင်ပြီးမင်းတို့အခြေအနေဘယ်လိုလဲငါတော့ဒုတိယထပ်လာတာဆောင်မှာပိတ်မိနေတဲ့အခန်းထဲကရေတွေထဲမှာလျှက်စစ်တအားတွေစီးနေတယ်ထင်တယ်ငါလှုပ်တောင်မလှုပ်ရဘူးယောက်ျားကျမတို့ကတော့အိမ်အမိုးအောက်အခန်းငယ်ထဲမှာပုံနေကြတဲ့တော်သေးတာကခောက်ဆွဲ6စိမ့်တွေကိုအပေါ်ထက်တဲလာခဲ့မိလို့ငှက်မစာရအောင်ဒါတွေကိုပဲအချောက်လိုက်ဝါစားနေရတဲ့ယောက်ျားကောအဆင်ပြေရဲ့လားငါတော့ရေထဲမှာမျောလာတဲ့ပုတ်ဆက်ဆက်နှပြောသည့်ချို့ကိုဆယ်ယူစားထားရတယ်အခုလောလောဆယ်တော့ဒါပဲရှိတယ်ဖေတားအရန်ပိုက်စာနေပြီတားဆက်ပြီးမအောင်နိုင်တော့ဘူးတားအတွက်စားစရာတစ်ခုခုအခုချက်ချင်းတွားရှာပေးအိုးတားလိမ့်ပါလေရဲ့မငိုပါနဲ့ဖေဟိုဘက်ဗီလာအိမ်မှာလူတယောက်ကိုတွေ့တယ်ခဏနေရင်သူတို့စီကနေစားစရာအချို့တွားတောင်းပန်ပြီးတောင်းပေးမယ်နော်စားစရာတွားတောင်းရမယ်ဟုတ်လားပါဇက်ဟာပြီးစားရုံပဲမဟုတ်ဘူးလားအငွေတစ်ထောင်ထွက်နေတဲ့အလိုလျောက်အပူပေးစနစ်ပါတဲ့ဟုတ်ပေါ့အရသာရှိပြီးတောက်ပြောင်နေတဲ့ကြက်တောင်ပန်ကြီးတွေပြီးတော့အေးဆက်နေတဲ့ကိုကာကိုလာအေးဦးနဲ့နီရဲပြီးကျွတ်ဆက်နေတဲ့ပန်းတီကြီးတွေကိုကြည်စမ်းပါဦးကျွန်တော်ဒီစားစရာတွေကိုအကုန်လုံးကုန်အောင်တောင်စားနိုင်မှာမဟုတ်ဘူးချန်ဖုန်းမင်းလိုကောင်းဆုံးမင်းအဲ့ဒီစားစရာတွေကိုဘယ်ကရတာလဲအခုချက်ချင်းဒီဘက်ကိုယူလာခဲ့စမ်းအခုချက်ချင်းပဲချန်ဖုန်းငါစီယူလာခဲ့မင်းအိမ်ဟောင်းမှာရှိနေတာမဟုတ်လားပြီးခဲ့တဲ့တစ်ခေါက်တုန်းကမင်းဘာလို့တကားမဖွင့်ပေးတာလဲမင်းတကယ်ပဲသိချင်နေတာလားဟေးအားလုံးပဲဒီညစာအတွက်တော့ရိုးရိုးရှင်းရှင်းဟောပေါ်လေးပဲသုံးဆောင်နေပါတယ်ဗျာကျွန်တော်ရဲ့ဂုံယူဝင်ကြွားနေတဲ့ပုံစံကိုမြင်တော့ညီဖြစ်သူနဲ့မေမေတို့လုံးဝယူသွတ်မတက်ဖြစ်သွားခဲ့ကြတယ်သူတို့ကဖြတ်ထဲမှာမိနစ်အပြည့်60စက္ကန့်ရှိတဲ့ voice message ပေါင်းများစွာနဲ့အဆက်မပြတ်ပုံကျဲတိုက်ခိုက်လာတော့တာပဲဒါပေမဲ့ကျွန်တော်တခုမှဖွင့်မနာထောင်ခဲ့ပါဘူးအဲ့ဒီအစားဖေကသာနောက်ဆုံးမှစာသားတစ်စောင်ရိုက်ပို့လာခဲ့တယ်အဲ့ဒီစာသားကတော့